Square လို့ခေါ်တဲ့၄တောက်ကြားရဲ့မျက်နှာရှိတဲ့ညီကိုတွေနဲ့ Wolf Cut ညှက်ရင်လိုက်မလားဆိုတော့ကိုဒီလိုမှကျွန်တော်ပြပြပေးမှဖြစ်လို့သိချင်တဲ့ brother တွေဒီလိုစုံနေကြည့်ပါပါ Square ကအများသောအားဖြင့် bro တီးတဲ့အတိုင်းမေယိုဂျောလိုင်းနေကားရတယ်အဲ့တော့မေယိုကိုဖုံးနေနေထားလောက်လေးညှက်ဖို့လိုတယ်ပေါ့နော်ဘယ်လိုညှက်တင်လဲဆိုရင်တော့ Wolf Cut ကိုမှကျွန်တော်ဒီမှာပြထားသလို Korean Wolf Cut ပုံစံပေါ့နော်ဘေးကို texture လေးတွေထည့်ပြီးတော့မေယိုဂျောလိုင်းကိုဖုံးမဲနေထားလောက်လေးထားပြီးတော့ညှက်ရင်ပို့ပြီးတော့ကြည့်ကောင်းတယ်မေယိုဂျောလိုင်းကိုဖုံးနေပြင်မှာပို့ပြီးလဲ live ဖတ်မှုရှိတယ်ပေါ့နော်အလဲကတော့ကတ်တိမ်မဲ့သွားဘလဲခွဲပဲထားပြီးတော့မှညှက်လို့ရတယ်အဓိကမေယိုကားတာပို့ပြီးတိတာစီမဲ့ဘေးကိုအရန်ဖောင်းတဲ့ပုံစံတွေဒါမှမဟုတ်သပင်ပြကက်ကက်ပုံစံမျိုးတွေတော့လုံးဝမညှက်တင်ဘူးပေါ့နော်အဲ့လိုတွေထားမယ်ဆိုရင်ဒီကိုတော့ square face တွေနဲ့လုံးဝကြည့်ကောင်းမှာမဟုတ်ဘူးနော်ကျွန်တော်ပြတာလိုမျိုးအဲ့လိုမျိုး texture လေးထည့်ပြီးတော့ညှက်ပါဒါဆိုရင်ဘာသာတော့ Wolf Cut နဲ့ square face တွေနဲ့လုံးဝကြည့်ကောင်းပါလိမ့်မယ်ဒီဗီဒီယိုကညီကိုတို့အတွက်အကျိုးရှိမယ်လို့လည်းထင်ပါတယ်ဗျ။ကြည့်ရဆိုရင်ကျွန်တော်အောက် comment မှာ yes လို့မှတ်ထားပေးပါကျွန်တော်ရဲ့ account လေးကိုလည်း follow ခဲ့ဖို့ပြီးပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်